ပါတယ်ကျိုလူမနေကြမှာဆိုလို့ပါဒီနေ့မှာတော့ဒါမြန်မာတွေဘလို့ဖြစ်နေလဲဆိုတာကိုလိုက်ကြည့်မှာပဲဖြစ်ပါရဲ့ရှင်သူတို့ကပြင်လာတော့နောက်ဘယ်တဲ့ပုံရတော့သူတို့ကတော့ပြင်လာတော့အရန်လာတယ်မီကတော့သိမလာဘူးသူတို့ကဘာလဲဆိုတော့လေခမိုက်မိုက်ဆန်တာလေးလေးလောက်တာပါဒါကတော့မြန်မာစာပါပဲဖြစ်ပါရဲ့ဘေးကတော့ဒီမှာငယ်စင်မှာဟုတ်လေညညနော်အဲ့ဟိုပသိမရတာတိလားအခုကတော့ဒါကျမမှာပုံစံလေးကိုပြပါမယ်ဟိုမှာမြင်လားပြမယ်ပြောင်းမယ်ကြည့်လိုက်အမေကြည့်လိုက်ဦးဘာသေးတော့အဲ့ဘာသေးတော့လောက်ကြပါကားတော့မှဖားတယ်ပြသွားတာသူကမောင်းလို့ရရလားမခဏအဲ့ဘယ်မှာတော့အေးငါတက်ခဲ့မယ်ဒီမှာတော့ helicopter စီးမှာပဲဖြစ်ပါရဲ့ရှင်ထဲမှာတော့ငါငါလေးဒါတော့မြမရဲ့မှာလွဲလေးပဲဖြစ်ပါဘယ်မှာတော့တက်ခဲ့လားဟောခဏဝင်တက်ခဲ့no လေအခုမှပါဒါတော့ပြပါပြီပါသူကဘာဖြစ်နေလဲဆိုတာချက်ကြည့်ပါမယ်အတန်းကတဲ့ကြည့်လားဒီပင်နဲ့တန်းလဲတဲ့ဒါတော့ခဏဒါကျွန်တော်ရဲ့တကယ်ချင်းကိုရဲ့ baby လေးတဲ့ရောက်ကိုရဲ့ baby လေးယောက်ျားလေးမဟုတ်လားဟုတ်လေကိုလေးဟုတ်ပါဘောယောက်ျားလေးမဟုတ်ဘူးကလေးဒါတော့ကျွန်တော်တကူပြပါမယ်နော်လမ်းသွားငါတို့က helicopter ဘာစီငါတို့ကလုံးမလားအိမ်ဝင်နေငါတို့အိမ်ကပတ်ဆက်တော့ဝင်နေရမမအိမ်နံပါတ်3လာရင်ငါအိမ်အဲ့ဒါအေးဒီမှာတော့ဒီမှာငါတင်တော့မှဖြစ်ပါခဏပြုံးမယ်ဒီမှာဆောင်းဘာဖကြီးကစားတဲ့အေးကစားတော့အဲ့ဒီပြောနေကြတော့မိုးရဲ့အရန်ဖြစ်တဲ့ထားမသွားဘူးအေးကောင်းရောမှာလာဟိုကောင်းအိမ်နံပါတ်သွားမယ်1 2 3လာ3တော့ခဏဆောင်းတော့ဘာဖြစ်နေကြလဲမသိဘူးဒီမှာဒါဘာဆန်းနေကြတယ်ဖတ်ဒီမလေးငါဆောက်မလို့ဟာဘာလို့ရေးကြလာလဲလို့ပြောကြပါဒါဆိုရင်ကအဲ့အောင်ဝါတော့ပါဘူးဒီမတော့လာမယ်အဲ့လိုမျိုးလွဲလေးပဲဖြစ်ပါမြန်မာနိုင်ငံကလေမြန်မာလူတွေကတော်တော်ဆိုးတယ်အဲ့ဒီမှာဘာလုံးလဲမသိခဏကြည့်အောင်ခဏမင်းကလေးတီးတက်အဆောင်နဲ့ငါအဆောင်မနေမယ်ဆောင်းမနေနဲ့ဟဲ့ခဏဒါလာဝိုင်းဒီလောက်ဝတ်တယ်အိမ်ပါ Oh my god သူယောက်ျားလေးဖြစ်ပြီအိမ်လည်းမတော့လာကြမှာအဆောက်လာကတသိန်းခွဲတဲ့1000ခွဲတဲ့ဆရာငါ1000ခွဲတဲ့အိမ်နံပါတ်ဘယ်လောက်တော့လူများရင်များတတိလို့ပါကတဲ့အိမ်နံပါတ်ဘယ်လောက်လဲဆိုတော့ဒါငါမင်းဒီလောက်ငါဆောက်မနေဘူးငါဘာလို့ဆောက်နေလဲငါဖာတိုင်းအိမ်နံပါတ်ဘယ်လောက်တော့ဖာတိုင်းကတော့စင်ပြေနေနော်အေးလေအဲ့ဒါမှငါဒီဝင်းမှာဆောက်တားခုတောင်ပါရဲ့ဟာဆောက်ပါမယ်ငါရင်တယောက်ပါငါရင်ဒီခါတန်းဖွင့်ဒီဟေးအဲ့နေရာရောစင်ပြေနေအဲ့နေရာမင်းတို့အဲ့လောက်ကြီးကြမင်းတို့လုံးနေရအဲ့လိုမြန်မာနိုင်ငံလူတွေအဲ့လောက်ကြီးဟိုဖြစ်ကြတာမအဲ့လောက်ကြီးမရိုင်းရတာအေးမရိုင်းနေနော်အဲ့မြန်မာနိုင်ငံလူတော်တော်မရိုင်းတာဘာလို့လုံမရိုင်းရလဲအေးလေအဲ့လိုကိုယ့်ကိုလေကိုယ့်ကိုအစင်းလေးနေကြပြီကိုယ့်ကိုအစင်းနောက်ကြိုင်ကြည့်လားစားတော့လိုက်ဖွင့်လဲစားတော့စားရသေးလားရအေးဟုတ်တယ်အစီရောက်နေပုံလုံးအဲ့လိုဖြစ်ကြအဲ့မြန်မာနိုင်ငံတော်တော်မြန်မာနိုင်ငံကိုလည်းမြန်မာလူမျိုးပါဒါပေမဲ့လေအဲ့လိုမျိုးစံတဲ့သူရှိသေးတယ်ပေါ့နော်တော့ကြမရိုင်းပါနဲ့လို့ပြောချင်ပါတယ်ကိုယ့်ကိုလည်းအေးအေးလေးနေခြင်းပါအေးလို့တချို့လူဆိုဘူးဆိုတည်းလေနော်ဗျာအေးလာပါဘူးဘယ်မှာနော်ရဲ့ကိုအောင်လေးကဲလေးနော်ပြန်တော့ကြယူဟုတ်ပါရောက်တယ်ဟောအေးတော့ What the fucking god ဘာရပါ
အဲ့တော့တော်ဆိုးနေမင်းတို့ကောင်းလေ ငါတော့ရမ်းမိုက်တဲ့ဒီကားယူမယ်ဒီနေ့ပြောတာဒီလားပါပဲရှင်